ဒီနေ့မှာတော့ KD ကအေးစစ်စစ်နဲ့ထိုင်လို့ကောင်းတဲ့ banana ဆိုတဲ့ coffee ဆိုင်လေးကိုခေါ်သွားမှာဖြစ်ပါတယ်ကဲ coffee ဆိုင်လေးကတော့မြင်တဲ့အတိုင်းပဲပေါ်ပါပါနေနဲ့တရရလေးရှိရပေါ့နော်ဒါလေးကတော့ KD ရှိမှထိုင်ပြီးပေးမြန်းနေရပါကဲအထဲကိုဝင်ဆုံးဝင်ကြည့်လိုက်အောင်အထဲဝင်သွားတယ်ဒီအေးနေရပဲဒီလားအေးကွန်းတော့တော်လေးနိုင်နေအေးစစ်စစ်တင်ချင်းကြီးချဲချင်လို့ရှင်လာထိုင်လို့ရတယ်နော်သူကတပွန်ရေးဆန်နေရတွေလည်းအများကြီးရှိရင်ဒါကတော့ KD တပုံလေးရိုက်နေရပါပြီးတော့ဒါလေးကတော့ menu ကြည့်နေရပေါ့နော်ဘာစားမလဲတော့မသိသေးဘူးသူက coffee ဆိုင်ဆိုပေမဲ့ menu တွေကတော့တော်တော်လေးတော့ဆုံးနေဒါလေးကတော့အပြင်ရောမြော်ပြီးတော့ကြည့်နေရပါတော့အိမ်နေရာလေးကတော်လေးထိုင်လို့ကောင်းတယ်ဒါလေးကတော့သူ့ဆက်မှာရတဲ့ fake လေးပေါ့နော်ဒါလေးလည်းရောင်းပါတယ်ဆိုင်လေးကတော့တသက်ရည်လေးနဲ့တော်ထိုင်လို့ကောင်းတယ်အထဲမှာလည်း AC လေးကတော်တော်လေးတော့ KD ကအပူတိတ်ပြီးတော့မကြိုက်တော့ကွက်သေးပဲပေါ့နော်ကိတ်လေးလည်းစုံတယ်ပြီးတော့စားချင်းစရာလေးတွေပေါ့နော်ဆိုင်လေးကတော့ဒီမိုက်တဲ့ online တန်နဲ့ coffee ဆိုင် vibe ကိုရတယ်ပေါ့နော်ကဲဒါလေးကတော့ coffee latte ဟောပါဒါလေးကတော့ strawberry fruit juice ပါဒါတော့ပေါ့နော် cheese နဲ့လုပ်ထားတယ်အထဲမှာတော့အာလူလေးပေါ့နော်အလုံးလေးနဲ့ပုံစံလေးကတော့ကြည့်ရတာတော်တော်လေးတော့ချစ်ကောင်းတယ်ကဲဒါတော့အရင်ကစားကြည့်ခြင်းရဲ့ Korea spicy လို့တဲ့ပါကြည့်လိုက်တာနဲ့ကိုချက်ပေါင်းရင်းနဲ့ဒါအောင်စားခြင်းနေပါပြီကဲ KD မှာထားပြီးဆုံးသွားပြီပေါ့နော်ဆုံးသွားပြီဆိုတော့စပြီးစားဖို့ပြင်နေပါပြီအရင်ဆုံးဒီ coffee latte လေးကိုပေါ့နော်တခြားလေးထည့်ပြီးတော့အရင်ဆုံးမှုပြီးတော့တောက်ကြည့်လိုက်မယ်coffee ကကျတော့တောက်ရုံတိုင်းတော့မတောက်ပဲမယ်ပေါ့နော်ဒီဆိုင်ရဲ့ coffee လေးကအနက်လေးကမွေးလေးပေါ့နော်ကြိုက်တော့ကြိုက်ပါတယ်တောက်လို့တော့တော်ကောင်းတယ်ကဲဒါလေးကတော့ဆန်းဆန်းလေးနဲ့ချစ်ဖို့ကောင်းတယ်ပေါ့နော်ဒီ cheese ရဲ့အပေါ်မှာဖြူထားတဲ့ cheese ရဲ့အထက်ကပါတဲ့အာလူလုံးလေးရပေါ့နော်စားရတော့ကောင်းတယ်အထက်ကအေးအေးလေးKD က cheese တိုက်တယ်ဆိုတော့ကွက်တီပဲပေါ့နော်အထက်ကနေအာလူလေးကလေအေးအေးလေးပေါ့နော်ပြီးတော့တလုံးဆိုရင်ရောဘိုက်တော်ွားတယ်အများကြီးလည်းပါတယ်ပြီးရင်တော့အချင်းလေးနဲ့တို့ပြီးတော့စားလိုက်မယ် cheese လေးရောအချင်းလေးရောဆိုရင်တော့လုံးဝကွက်တီပဲအရင်ကစားလို့ကောင်းတယ်ပေါ့နော်ကဲပြီးရင်တော့မိုးအားလို့ဆိုပြီးတော့နောက်တစ်လုံးထပ်ပြီးတော့စားပါမယ်ဒီဟာလေးကတော်လေးစားလို့ကောင်းတယ်ပေါ့နော်အထဲမှာကျတော့အာလူလေးကလူညံ့ညံ့လေးပြီးတော့ cheese လေးလည်းပါတယ် KD ကအာလူလည်းကြိုက်တယ် cheese လည်းကြိုက်တဲ့သူဆိုတော့ဒီဆိုင်မှာဒီဟာလေးနဲ့ဆိုရင်တော့ကွက်တီပဲအရသာလည်းလုံးဝပြောစရာမလိုပေါ့နော်အချင်းနဲ့ထိုးစားလည်းကောင်းတယ်ရိုးရိုးဒီထိုင်စားလည်းကောင်းတယ်စားရရင်ကိုပြောနေရပါကဲပြီးရင်တော့ strawberry လေးတောက်ကြည့်အောင်KD ကတော့ရုံတာဆိုတော့ strawberry တိတ်မကြိုက်ဘူးပေါ့နော် chocolate ကြိုက်တာများတယ်ဒါပေမဲ့ဒီဆိုင်က strawberry လေးကတော့တော်လေးတောက်လို့ကောင်းတယ်အေးလေးတတ်တာရယ်ပင်းညာနေရပါစားကြပါအောင်ဆိုင်လေးကအပေါ်တက်လေးရှိရနော်အောက်မှာထိုင်ချင်လည်းရတယ်ဒါမှမဟုတ်အပေါ်ထပ်မှာ AC နဲ့ထိုင်ချင်လည်းရပါတယ်
ဒီလိုမျိုးစာအုပ်လေးတွေဟောလုပ်ပေးထားတယ်စာအုပ်ဖတ်ချင်လည်းရပါတယ်ဆိုင်ရဖွင့်တာမသိပြီးတော့မကြသေးပေမဲ့ဒီထက်ကောင်းနေပေါ့နော် update တွေအများကြီးတော့လာအောင်ပါဒါလေးကတော့အပေါ်တက်ပေါ့နော်အပေါ်တက်မှာကျလို့တငယ်ချင်းတွေ chair ချင်လဲအေးစစ်အုပ်စုလိုက်ထိုင်လို့ရတယ်ဟိုဆက်စုဒီဆက်စုပေါ့နော်အပေါ်တက်မှာကဲဒါလေးကတော့ခရီးစားခြင်းနေရဲ့ spicy noodle လေးပါ spicy noodle မှာကကြက်ဥရောကြက်ပေါင်ကြီးရောကြက်ဥချောင်းလေးရောပါတယ်ခေဒီကကျတော့ spicy ကိုအရင်မစားနိုင်တော့အဆက်လေးတော့နည်းနည်းလေးရှော့ကန်ထားပါတယ်အရင်ဆုံးဘာရတာလဲဆိုတာစားကြည့်လိုက်ပါတယ်စားလို့ကောင်းတဲ့ခေဒီအဆက်ရှော့ကန်တာတော့တိတ်ပြီးတော့မဆက်ဘူးပေါ့နော် spicy ရောဖြစ်တယ်ဒါလေးကတော့သူတို့မှာပါတယ်ကြက်ဥချောင်းပါကြက်ဥချောင်းလေးလည်းတော်ရတာရှိရဲ့အထင်းကသူ့ spicy အရေးအေးလေးရပါတော့အဲ့ဒီကြက်ဥချောင်းတွေကိုအနည်းရတာလေးရဝင်နေခေဒီကကြက်ဥဆိုရင်ဟပ်ပိုင်းကြိုက်တော့တမျိုးလေးစားတာသဘောကျတယ်ကျုပ်အနှစ်လေးနဲ့ဆိုတော့ spicy ဆက်တဲ့ရတာလေးလေးပျောက်တယ်ပေါ့နော်ကဲအခုတော့လာပါပြီဒါကတော့စပြီးဟောစားချရရပေါ့နော်အစားချင်းဆုံးပေါ့နော်ကြက်ပေါင်ကြီးပါကြက်ပေါင်ကတော့စားလို့ကောင်းတယ်နူးညံ့နေရပဲပေါင်နာဆိုတော့လေအသားတွေကကိုက်လိုက်တိုင်းအရန်နူးညံ့နေလုံးဝမဟာမနေဘူးပေါ့နော်စားကောင်းလုံးလက်အိတ်ကြီးနဲ့ပေါ့နော်အားရပါရအောင်ကိုက်ပြီးတော့စားတာပါချက်ပေါင်လေးကိုလည်းသူရဲ့ spicy အရေးအရသာလေးဝင်နေပေါ့နော်အရင်ကောင်းပါလေကဲပြီးရင်တော့အရေးလေးတောက်ကြည့်လိုက်မယ်spicy အရေးလေးကထိနာတော့မဆက်ဘူးခေဒီကအဆက်ရှော့ခိုင်းတာတော့လုံးဝကွက်တိပဲပေါ့နော်စားကောင်းရင်အဲ့လိုပျော်နေရပေါ့နော်မျက်နှာဒီလိုမျိုးရင်လည်းရောပြီးတော့စားလို့ရတယ်နော်ကဲနောက်ဆုံးတော့ဘာမှမကြံတော့ပါဘူးအရေးပဲကြံတော့ရပေါ့နော်အရင်ကတော့လေးထောက်ကောင်းနေနည်းနည်းလေးပဲကျန်တော့ရဆိုပြီးခဏမောတောက်လိုက်ပါတယ်ကုန်သွားပါပြီအားလုံးပဲတတာနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်